ဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာခုနလိုပေါ့ကျွန်တော်တရားသမားတွေမှာဖြစ်တတ်တဲ့တီနေနဲ့ shoulder rest ကပြုတ်ထွက်သွားတာတို့เนาะဒါမှမဟုတ်လည်း shoulder rest ကရွေ့ပြီးတော့တီးရတာအဆင်မပြေဖြစ်သွားတာမျိုးဖြစ်တတ်ပါတယ်เนาะအဲ့ဒါလေးကိုရှောင်ရှားနိုင်ဖို့အတွက်ကျွန်တော်သုံးတဲ့ဒီလေးကိုပြပြပေးခြင်းပါတယ်เนาะအဲ့တော့ shoulder rest တက်တာကတော့ကိုယ်စိတ်ကြိုက်ပေါ့เนาะဒီအနောက်မှာတချို့ကကြတော့လေဒီဘက်ကိုเนาะတစ်ဖက်ကိုနည်းနည်းပို့ပြီးတော့ယူပြီးတော့တတ်တဲ့လူတွေလည်းရှိတယ်เนาะကျွန်တော်ကတော့ဒီခပ်ဖြောင်ဖြောင်လေးပဲပေါ့ဘယ်နဲ့ညာနဲ့မျှရောင်လေးပဲတတ်တယ်เนาะဒါကတော့ဘာမှမထူးဆန်းပါဘူးဟုတ်လားကိုယ်ပခုံးမမူတည်ပြီးတချို့ကဒီဘက်ကိုနည်းနည်းနှိမ့်နေနည်းနည်းမြင့်နေလို့ရတယ်အခုကျွန်တော်ပြပြပေးချင်တာကြတော့ဒီ shoulder rest ရဲ့အနှိမ့်အမြင့်ပေါ့ဒီဟာလေးရဲ့ဘလောက်သူကချိန်လို့ရတာเนาะသူ့ကို adjust လုပ်လို့ရတယ်ဘလောက်နှိမ့်ချင်လဲမြင့်ချင်လဲဒီဟာကိုဘလောက်လောက်ထားရင်စင်ကြည့်မလဲပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်ပြပြပေးလို့ပါတယ်အဲ့တော့တရောမှာကျွန်တော်ဒီမှာ chin rest ဆိုတာရှိတယ်เนาะဒီအမဲအောင်ပြသားပြလေးပေါ့သူ့ရဲ့နာမည်က chin rest ဆိုတော့အမှန်တကယ်တော့အမှားလို့ပြန်မယ်ဆိုရင် chin ဆိုတာမေးစီပေါ့เนาะဒီလိုဖြစ်အဲ့တော့ကျွန်တော်တရောဒီလိုတီးတာမဟုတ်ဘူးတကယ်တော့ပြောမယ်ဆိုရင်မေးရိုးပေါ့ဒီဘက်ဘေးမှာရှိရမှာเนาะဒါအင်္ဂလိပ်လို့ဆိုရင်တော့ jaw bone ပေါ့เนาะဒီဘေးဘက်မှာရှိရမှာเนาะသူနာမည်ကတော့ chin rest လို့ခေါ်တယ်ဒါပေမဲ့ဒီဘေးမှာရှိရမှာအဲ့တော့ကျွန်တော်အဲ့ဒါလေးကိုနေရာရင်ချတယ်ပေါ့နော်ဒီ chin rest ကခုကျွန်တော်ဒီမှာမေယိုနဲ့ထိထားပြီเนาะအဲ့လိုထိထားတဲ့အချိန်မှာကျွန်တော်အခုလက်နဲ့ကင်ထားတာပေါ့အဲ့လိုကင်ထားတဲ့အချိန်မှာကျွန်တော် shoulder rest ကဒီမှာပခုံးနဲ့ shoulder rest ကြားထဲမှာလက်တစ်လုံးเนาะလက်တစ်လုံးစာတော့လွတ်နေเนาะအဲ့လိုလေးကျွန်တော်ကလွတ်နေအောင်ထားပြီးတော့ကွက်တီမလုပ်ပေါ့အဲ့လိုကွက်တီလုပ်ခြင်းအပြင်တရောကဒီမေယိုနဲ့ပခုံးနဲ့ကြားထဲမှာဟာလာဒီတရောရဲ့အထူနဲ့ shoulder rest နဲ့တခါလေကွက်တီထားလို့ရှင်သူကတရောကငြိမ်တော့ငြိမ်နေတာပေါ့ခုနကကျွန်တော်တို့တကယ်တမ်းတီးတဲ့ခါကျတော့ကျွန်တော်တို့ကတမထက်တီးတာမဟုတ်ဘူးလက်ကိုဒီ vibrato လောက်တာရှိတယ် shifting ပေါ့ရွှေ့တာရှိတယ်เนาะနောက်ကိုကလှုပ်ရှားတာရှိတယ်အဲ့ဒီခါမှာခုနကကွက်တီလောက်ထားလို့ရှိရင်သူကဒီ shoulder rest ကိုပခုံးကတွန်းတယ်လို့ဖြစ်ပြီးတော့ပြုတ်ထွက်တာတော့ဖြစ်နေတာပေါ့เนาะအဲ့တော့ကျွန်တော်ကတော့ဒီမှာနည်းနည်းလေးတစ်လုံးနှလုံးသားလောက်နည်းနည်းလေးခြံထားတယ်เนาะမေးစီဒီလိုကတ်လိုက်လို့ရှိရင်လက်နဲ့မြောက်ကတ်ထားတယ်ဒီမှာလွတ်အဲ့ဒါကိုဒီလိုညှက်လိုက်ရင်ဒီမှာဒီလှုပ်ရှားဖို့အတွက်နေရာနည်းနည်းထားတာပေါ့เนาะအဲ့လိုလှုပ်ခြင်းအပြင်ခုနလို shoulder ပြုတ်ထွက်တာတော့ဘာလို့ကိုကဝယ်ပေးပါတယ်เนาะ